ရောက်လာတာပါဟိုဝန်သားလိုက်တာဆရာရဲ့ဆရာမလေးတယောက်ကတွတ်တယ်ဝန်သားလိုက်တာကျမတို့မကြောက်လယ်ရန်ကြောင်းကိုလည်းမရှိဘူးရှင့်မူလာရန်ကြောင်းကလည်းပြောင်းသွားပြီရှင့်မာလီမှုမရှိတဲ့သင်္ဘောပါရှင့်ဘာလို့ဘာကံမသိပါဘူးရှင့်ဆရာလာတာအားတက်လိုက်တာရှင့်သူတို့ပြောချင်သူတို့ပြောနေကျွန်တော်ရှောက်လာတော့ဝေးကြီးညောင်းနေဗျာထိုင်နေတဲ့စကားလေးပါထိုင်ပြောရင်ကောင်းသူတို့လည်းမတ်တက်ပဲပြောထိုင်ကုန်လိုက်ကြတဲ့ကြောင်းလုံးတစ်လုံးမှလည်းမတွေ့ဆရာမလေးတယောက်ကအပြင်ပါကိုပါနာလိုက်တာဆရာဒီကြောင်းမှာကလထိုင်ပေးဘူးတစ်လုံးမှမရှိဘူးရှင့်ဟောဆရာမတို့ဘယ်မှာထိုင်ကြတော့ကျမတို့မထိုင်ပါဘူးရှင့်အဲ့ဒီနေ့လုံးကြတော့ညောင်းရင်ဘယ်လိုလုပ်မတော့ညောင်းတော့ဒီကလေးတွေစာရေးကုန်မတက်ထိုင်ပါလေရှင့်ဖက်ဆောင်းဒီကကြမ်းညဟုတ်ပြီဆရာထိုင်ဟာလေကျောင်းဆရာကျောင်းမြေကြီးကျောင်းကျောင်းဘယ်လိုစာရေးကုန်မတက်မထိုင်ရကျွန်တော်သိထားတယ်ဘာမထိုင်တော့ပါဘူးတယ်လို့ဆိုင်တော့ဒီကျောင်းမှာကျွန်တော်ကတောင်းကိုစီရတယ်ကျောင်းမှာပြစီတက်တော့ရမှာမရှိရစပယ်ရတိပါရတွဲလေးမှမနစောစောဆိုတော့ရှေ့ကလည်းနေရမရှိလေရှေ့နဲ့ဟောဒီကောင်းလားမြေလို့တော့သူရတဲ့ကမ်းမှာတဲ့ထိုင်မှာကျွန်တော်ဒီဘက်ကလေးတက်ထိုင်မှာသူကကားလှုပ်တဲ့ခါတဲ့ခါကျတစ်ချက်အခုံချင်းထိပါတယ်ပြောရင်တော့မထိတစ်ချက်ကောင်းပါလေတောက်လျှောက်ထိရင်ပူတယ်ဗျကိုမပူပါဘူးသူပူမှဆိုးလို့ပါအဲ့လိုသွားရင်လည်းအဲ့လိုသွားနေသူမဆိုင်ကလေးဖွင့်ကြားလုံးလေးတစ်လုံးထောက်ကျွန်တော်ပေးတယ်ကျွန်တော်ပဲမလဲဘူးဒီလိုပေးတယ်နည်းလွယ်ခဲ့ပြည့်အဲ့ဒီကြားလုံးကိုကျွန်တော်ယူတဲ့ခက်ပါကလေးတစ်ချက်ခွာတယ်မဆုပ်เสียဘူးနည်းနည်းလေးတော့မဆုပ်เสียဘူးချက်သူပေးတယ်ပထမဦးဆုံးကြားလုံးခက်ပါကလေးကိုခွာပြီးတော့တစ်ချက်ပေးတော့ကြောင်းခောက်သူမမြင်အောင်အဲ့တော့နေမှာတဲ့ချက်သူရှေ့ပထမလို့ရတယ်ဘာလို့လဲအခုတက်ခဲ့ကြားလုံးခွန်တက်ခဲ့လေအမြတ်တလို့တန်မိုးထားပြီးသိတက်ပြီးဆင်းမှာမိဘကတမှုတယ်လောကမှာညံပြင်းတဲ့တပည့်အဲ့ဒီဝတ္ထုကစက်သိန်းတော့ကောင်းလေးနဲ့ကောင်းမလေးကမညာဘူးဗျမညာတော့အဲ့ဒီဇက်လိုက်ကောင်းကလေးကတလွန်တဆွေးတငိမ့်တငိုင်းကျွန်တော်ကလည်းသူ့လိုပဲတလွန်တဆွေးတငိမ့်တငိုင်းကိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကပိုးတောင်းလွမ်းမှုကောင်းလေးဘာမှမရှိရရဘူးလားရဖို့ကောင်းနေအခုလိုဆောင်းရသည်ဟိမန္တနှင်းမုံလေးတွေကြလွမ်းနေဗျာအိတ်သွားပြီမိုးရသည်ဝတ္တန္တမိုးဆက်ဘောပေါက်တွေကြပိုးတောင်းလွမ်းသေးဆိုးဆုံးကနှွေးဥပြလေယူတွေတိုက်ရောက်ပါလေးတွေကျွေးလေဝေတဲ့လွင့်သိတောင်းပေးခြင်းနဲ့ဗျာလွမ်းလွန်အားကြီးလို့အဲ့လွယ်ဥမှာစဘာတွေကရိတ်ရိုးပြငုတ်တူတွေလေကွင်းနဲ့မတွေ့ထောင်းတဲ့ကောင်ကထောင်းလဲတဲ့ကောင်ကလဲဟာလွမ်းဖို့ကောင်းတယ်ကွာနွားကြီးတဲ့ကောင်ကရိုးပြငုတ်တူတွေကိုတပြုတ်နဲ့စားပိုးတောင်းလွမ်းသေးဗျာတက်ခဲ့ပါလားရွာစီယိုမှာမိကိုကလေးပတ်ဟာလွမ်းနေဗျာကျွန်တော်တို့ကြောက်ဆယ်မှနေပါတယ်ကျွန်တော်တို့မြို့ဖြတ်သွားတဲ့အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေက